တေနေတဲ့ခရီးရဖြစ်စီတာမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ကျွန်ဖြစ်ပါတယ်ဒီနေ့မှာတော့ပင်လယ်တင်နဲ့ပတ်သက်ပြီးနိုင်ငံလေးလက်ကြည့်အောင်ပင်လယ်တင်ဘယ်ကစတာလဲပထဝီနေထားရကြည့်မယ်ဆိုရင်ယော်ရန်မြစ်ကဟီရမွန်တောင်မှာမြစ်ဖျားခံပြီးတော့ဂါလိလဲအိုင်တွေကိုစီးဝင်နေဂါလိလဲအိုင်ကနေမှတစ်ဆင့်ယော်ရန်မြစ်စီးထွက်လာပြီးတော့ပင်လယ်တင်တွေကိုစီးဝင်နေဘာကြောင့်ပင်လယ်တင်လို့ခေါ်တာလဲဆိုတော့အဲ့အချင်းမှာတချို့ဘက်တီးရီးယားတွေကလွဲရင်ဘယ်မှမရှင်သန်နိုင်အောင်ငံလုံးနေတဲ့အတွက်ကြောင့်ပဲပြီးတော့စီးစင်းလာတဲ့ရေတွေကလည်းဘယ်ကိုမှဆက်မစီးထွက်တော့ပဲပင်လယ်တင်မှာပဲညှက်တန့်သွားတယ်ဒါကြောင့်ပင်လယ်တင်လို့ခေါ်ရတယ်ဒီပင်လယ်တင်ကကျွန်တော်တို့ယုံကြည်သူတို့စကားပြောနေလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ကသခင်ရွှေလာကြငါနောက်တော့လိုက်ကြဆိုတဲ့စကားကိုနားထောင်ပြီးဖခင်သခင်ထံလာတယ်ဆူတောင်းတယ်ကျမ်းစာဖတ်တယ်ဖခင်เจ้าနဲ့တက်ကြတယ်စသဖြင့်လုပ်ကြတယ်ဒါပေမဲ့သွားကြပါလူမျိုးတကာတို့ကငါတစ်ပြည့်ဖြစ်စေပါဆိုတဲ့စကားကိုတော့လစ်လူရှုနေတက်ကြတယ်အဲ့ဒီသွားကြပါဆိုတဲ့စကားကိုလစ်လူရှုထားမယ်ဆိုရင်ကျွန်တော်တို့ကအဝင်ပဲရှိပြီးအထွက်မရှိတဲ့အဲ့ဒီပင်လယ်တင်လိုပဲဖြစ်နေမှာပဲဖခင်သခင်ကကျွန်တော်တို့ကိုတည်နေတဲ့ခရစ်ယာန်ဖြစ်စေတာမဟုတ်ဘူးနော်ယောဟန်38မှာပြောထားတဲ့အသက်ရည်ထွက်ရဆန်းရည်တွေဖြစ်စေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကစီးထွက်နေရမယ်ကိုယ်မှရရှိထားတဲ့ဖခင်ရဲ့သက်သေတွေကောင်းကြီးမင်္ဂလာတွေနှုတ်ကပတ်တော်တွေကေတင်ကြီးကျေးဇူးတွေကိုဝင်လာလို့ပဲရမယ်ပေးမထွက်ဘူးဆိုတဲ့ဘဝနဲ့အသက်မရှင်ပဲနဲ့ဒီအရာတွေကိုမျှဝေတတ်တဲ့ဒီအရာတွေကိုအခြားသူတွေထံစီးစင်းသွားစေတတ်တဲ့ဘဝနဲ့အသက်ရှင်တဲ့သူတယောက်ဖြစ်ဖို့အရေးကြီးပါတယ်